အားလုံးပဲမင်္ဂလာပါဒီညီလေးတယောက်ပေါ့နော်သူမေးတာတော့ဒီစာထဲမှာသူဘယ်လိုမေးတာလဲဆိုတော့ဟိုတက်စင်ထားတဲ့အင်ဂျီကောင်ကဒီဇိုင်းတွေကလာတယ်နော်တဲ့ပဲဆိုဝင်နေတောင်းတယ်လေပေါ့နော်သူမေးတာကအင်ဂျီပုံကဘယ်လိုပုံလဲဆိုတော့သူပြောချင်တာကဒီမုတ်ကပ်ပုံဖြစ်မှာနော်ဒီမုတ်ကပ်ပုံလေးပြမယ်နော်ဒီမုတ်ကပ်ပုံလေးတက်ထားတာလာတယ်လို့သူပြောတော့နော်မှန်တကယ်တော့ဒါဒီကျွန်တော်တို့ကွန်ပျူတာတွေကအတူတူကိုရှော့နေပဲလောက်ရတယ်ပေါ့နော်ဒီဥစ္စာဘယ်လိုခေါ်လဲဆိုတော့မုတ်ကပ်ပေါ့ဒါမုတ်ကပ်လို့ခေါ်တော့ပေါ့နော်သူကအများကြီးရှိတယ်ပေါ့နော်ဒီတရားဥစ္စာတွေအဲ့ဒါဘယ်လိုရှင်းပြရမလဲဆိုတော့ဒါပို့လို့ရှော့ရဲ့အခြေခံရှိထားတဲ့လူမှာပဲပုံတော့နားလေလိမ့်မယ်ပေါ့နော်နားလေလွယ်မှာပေါ့ဒါမုတ်ကပ်လို့ခေါ်တာပေါ့နော်သူတည်ကျင်တာက software ဖြစ်တဲ့အတွက်ကျွန်တော်ကဒီပို့လို့ရှော့ရဲ့ software ကိုကျွန်တော်နည်းနည်းလေးမြင်တော့တယ်ကျွန်တော်သူ့ကိုလုပ်ပြပြပါမယ်နော်ဒီဥစ္စာဒါပို့လို့ရှော့ရဲ့အခြေခံရှိထားတဲ့လူမှာပဲလုပ်လို့ရနားလေပါပေါ့နော်အဲ့ဒါစင်တော့ပို့လို့ပြောရတာလွယ်အောင်ပေါ့နော်ဒီက YouTube ထဲမှာစင်ရှာကြည့်လို့ရတယ်ပေါ့နော်ပို့ရှော့မုတ်ကတက်စင်ဒီလို့မုတ်ကလုပ်ပြီးတော့အခုကျွန်တော်ရင်စားမဲ့ဥစ္စာကတော့အလွယ်နဲ့ပဲအရင်လုပ်ထားပြလိုက်မယ်ဒီဥစ္စာကိုဒါ Adobe AI ထဲမှာကျွန်တော်တို့ဒီဇိုင်းဆွဲထားတဲ့ဥစ္စာပေါ့နော်ဒီပုံကထုတ်ပြီးသွားပြီဒီပုံကတော့ဒီအင်ဂျီပုံကတော့ထုတ်သွားတာဒီအင်ဂျီပုံနဲ့အခုမုတ်ကမတက်တယ်ကျွန်တော်တို့မုတ်ကတက်ပြအောင်တော့ဒါလေဝိုင်းပုံကျွန်တော်ရင်တက်ပြပြီးတော့သူကတည်ကျင်တာ software ဖြစ်တဲ့အတွက်ကျွန်တော်ဒီ software နဲ့လုပ်ပြသွားPhotoshop software ပထမဆုံးကျွန်တော်တို့ဘာပြရမလဲဆိုတော့ဒါက smart object ပေါ့နော်ဒါ smart object လို့ခေါ်တယ် smart object layer ရှိတယ်နောက်ပြီးတော့ဒါက image layer ပေါ့နော်ဒါတပ်ပုံပဲတက်ဒါ color fill layer နောက်ပြီးတော့solid color ရေအများကြီးပဲအများဆုံးတော့ကျွန်တော်တို့ဒီထဲမှာသုံးတာ solid color ရေ fill color ရေပြီးလို့ရှိရင်smart object ကျွန်တော်တို့အဲ့ဒီ layer မျိုးစားတွေကိုပဲကျွန်တော်တို့သုံးတော့ခုကျွန်တော်ဒီ C channel ကိုကျွန်တော်ရင်ပြောင်းပြပြီးတော့ဒါ C channel ဒီ C channel မှာ layer ကဒါ smart object layer ကျွန်တော်တို့မချက်တောက်လိုက်ရင်သူကတကန့်ကွဲသွားတယ်တကန့်ကွဲသွားတာကိုမှကျွန်တော်တို့နောက်တစ်ချက်ထပ်တောက်မှဆိုရင်ဒီ Illustrator AI နဲ့မှဝင်သွားတယ်ပေါ့နော် AI တွေကကျွန်တော်တို့က design က AI နဲ့မှဆွဲရတဲ့အတွက်ကျွန်တော်တို့ကဒီ design ကိုကျွန်တော်တို့ AI နဲ့ပဲတစ်ခါတည်းထည့်ထားတော့ပေါ့နော်တစ်ခါတည်းချိန်ထားတော့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီပုံစံအတိုင်းကွေးထားတယ်ဒီကွေးထားတဲ့ဥစ္စာကိုကျွန်တော်တို့ဘယ်လောက်ကွေးထားတယ်ပေါ့နော်ဝီသုံးထားတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့နောက်ဝေးကိုကျွန်တော်တို့တစ်ချက်ဖွင့်ကြည့်တာနဲ့အဲ့တော့ဘာမှလုပ်စရာမလိုခဏနေတိုင်းကျွန်တော်တို့ဒီကောင်ကွေးရတဲ့ဒီစက်သွေးရအောင်ချမ်းကိုကွေးရတဲ့သူ့ဘက်ကပါလာလိမ့်မယ်ပေါ့ဒီစက်သွေးရအောင်ကျွန်တော် already ပြန်လုပ်ပြီးတော့အားတိုင်းပတ်တန်ပြောပြန်ရလာတယ်ပြီးလို့ရှိရင်ကျွန်တော်ခုနဖွင့်ထားတဲ့ဥစ္စာကိုကျွန်တော်ကဝေးပြန်တော့မှာ fileခုနကျွန်တော်တို့ဖွင့်ထားတဲ့အတိုင်းကိုပြန်လာတော့ဒီကျွန်တော်တို့ဒီကောင်ဖြောင်းမယ်ပြီးရင် 2S နဲ့ပြီးတော့စီကောင်စီလိုက်ပြီးတော့ကျွန်တော်ဒီပုံပြန်လာဒါခုနဒီ fusion ပထမပါလာတဲ့ထဲအောင်ဆိုရင်ကျွန်တော်ခဏမြတ်ပြထုတ်လိုက်ပြီး 2S တစ်ချိန်ခုနကျွန်တော်တို့ဒီ Illustrator ထဲမှာ 2S နေလိုက်တာနဲ့ဒီ Photoshop နဲ့ပြန်ဝင်တော့ပြီးရင်ကျွန်တော်တို့ 2S ချက်ပြန်နေလိုက်ရင်ဒီမှာဒီ C channel ပဲရ
ရောက်လာပါတယ်ဒီ smart object layer ကဘာကောင်းလဲဆိုတော့ကျွန်တော်တို့ကပုံကိုဒီတိုင်းနဲ့လာထပ်စရာမလိုတော့ဘူးပုံကိုဒီလိုမျိုးပေါ့နော်ဒီလိုလာတက်ဆင်စရာမလိုပေါ့နော်သူမှသူပုံတဲ့အတိုင်းကွတိကြအောင်ကျွန်တော်တို့လောက်ထားပြီးသားပေါ့နော်ဒီချိန်ထားပြီးသားပေါ့နော်ချိန်ထားပြီးသားဖြစ်တဲ့ခါကျတော့ကျွန်တော်တို့အဲ့ဒီ smart object နဲ့ဘယ်ထည့်လိုက်ရင်ကွတိသူညပြန်ရောက်လာတော့တစ်ချိန်လုံးလိုက်ရွှေ့စရာမလိုတော့ဘူးနော်သူကတကူတိုင်းပြန်ဖြစ်သွားဒါဆိုရင်ကျွန်တော်တို့ဒီစေးချမ်းလုပ်ပြီးပြန်နောက်ချမ်းလည်းထုံတီးတူတာပဲပေါ့နော်နောက်ချမ်းလည်းဒီပုံစံအတိုင်းပဲကျွန်တော်တို့နှစ်ချက်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကနောက်ချမ်းပြီးတော့ရီကန်လုပ်ပြီးရင်ဒါပြထုတ်လိုက်တာဒီမှာပါလာတယ်ခုနကျွန်တော်တို့ဖွင့်လာတဲ့သူ့ရဲ့ဘာဆက်လုပ်မလဲဆိုတော့သူ့မှာလက်တွေပါတယ်ဟိုလိုက်ကြည့်ကြတော့လက်ကတာပဲဆိုတော့ဒီလက်ကိုခုနကျွန်တော်တို့ယူလာတဲ့ကြားကိုပဲအထဲမဝင်တော့လည်းရောကျွန်တော်တို့ယူထည့်လာပြီးထားသူနာလက်ကောက်ကိုကျွန်တော်တို့ပြင်လာလက်ကောက်လို့ရှိတယ်โอเคဒီထားမှန်းစဉ်ဖြည့်ရမယ်ဟုတ်ပြီမယ်ဒီလိုစင်တော့စိတ်မယ်ဒါပဲအခုလည်းဒီပုံစံအတိုင်းပဲကျွန်တော်တို့ထိုက်လာမယ်ဆွဲထည့်မယ်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်တို့နည်းနည်းတော့ဒါကျွန်တော်လိုက်မပြောတဲ့ဥစ္စာတွေကျတော့ဘယ်လိုပြောရအောင်ဒါလိုက်ပြောရတာတော့နည်းနည်းတော့များတော့ဘောနော်ဒါမှဒီ Photoshop ချီကန်နည်းနည်းပါရှိတဲ့လူတွေတော့ဒီကိုဒါကိုကြည့်ရတဲ့သူတို့သဘောပေါက်လို့ဒါကိုကြည့်ရတဲ့သူတို့သဘောပေါက်တယ်ဘာဘယ်လိုလောက်သွားလဲဆိုတော့โอเคဒါ Photoshop ရဲ့အားသာချက်ဒါPhotoshop ရဲ့အားသာချက်ကတော့ကျွန်တော်တို့ဟိုကားတွေပါလေလောက်တဲ့ချိန်မှာအချိန်ကုန်နေနေတက်တာမယ်လို့ရတော့ကြာပြီမဲ့ပုံချင်းနဲ့စာရင်တော့ကျွန်တော်တို့လောက်ရတာအများကြီးတက်တာတော့နော်ပုံလေးအဆွဲရတော့ဒီစမောင်းကျန်တုံးပြပြီးတော့ဒီဟာတွေခွဲပြီးတော့စမောင်းကျန်တဲ့တုံးပြရတော့ဘယ်လိုရှိလဲS နေမှာပြန်ကြည့်မယ်သူလည်းမှန်တယ်သူလည်းဘင်းကဘာရောင်လဲဆိုတော့ဒီချက်ပြရလည်းချက်ပြရမယ်ဆိုတော့ချက်ပြရအောင်ထောင်းမယ်ဒီလည်းဘင်းကကျွန်တော်တို့ဒါfeel color ပဲကျွန်တော်တို့သုံးတာတော့solid color ကိုကျွန်တော်တို့ခေါ်လိုက် feel ခေါ်လိုက်ပါ solid မှာ feel ခေါ်လိုက်ရင်ရလာပြီဒီ level ကဒီကောင်လေးတို့ဒီကြရအောင်ဒီချက်တော့ဒီကကျွန်တော်တို့တူလာတဲ့ရောင်ကိုတူပြီးတော့ပြန်အစင်းကဒီကောင်နီချောင်းမပါဘူးကျွန်တော်တို့မျိုးလုံးမိတ်ထားမယ်မပါတဲ့ဟာတွေကျွန်တော်တို့မျိုးလုံးပြန်လိုက်မယ်သူကရှင်ပဲဆိုတော့Photoshop မှာရှင်ပဲကျွန်တော်တို့ PSD file နဲ့ထည့်ထားတယ်ဆိုတော့ကြိုက်တဲ့ချိန်ထပ်ပြင်လို့ရတဲ့အနေအထားရှိတယ်
လေတဲ့မှာပြီးလို့ရှိရင်ဒီကောင်းလေးဒါတွေရှိတော့မလို့ကျွန်တော်တို့လိုက်ထည့်ပြရအောင်ကျွန်တော်တို့နည်းနည်းတော့လိုက်ထည့်ပြီးတော့နည်းနည်းတော့ရှုပ်တယ်ဒါပေမဲ့ရှုပ်ပြီးမှလည်းအခြေခံသဘောတရားရှိထားတဲ့လူတွေကတော့နားလေတော့ကျွန်တော်တို့ကဒီ Star Illustrator နဲ့တွေ့ပြီးသုံးရတဲ့အနေအထားမျိုးရှိတယ်သူကလေတဲ့မှာပြီးလို့ရှိရင်ဘာမှမပါဘူးဒီမှာရှိတဲ့တိုင်းစနေဒီမှာရှိတဲ့တိုင်းရှိမှစပွန်ဆာနာမည်ရဲ့လူကိုရဲ့နာမပြရရင်မပဲရတာပဲကိုလူစီလိုက်မယ်ကိုလူစီကိုပြီးတော့ကိုတို့မိပြန်ချမယ်မရှိတော့ဒါပဲဒါပူဒူရှောရဲ့အားသာချက်ပေါ့ကျွန်တော်တို့မကတ်တဲ့အချိန်မှာလွယ်ကူဖြစ်တော့ပေါ့လွယ်ကူဖြစ်တယ်အဲ့ဒါကိုဖြစ်တဲ့ပေါ်ပါလိုက်ရှိတော့လက်တဲ့ချိန်မှာရှင်နံပါတ်ပြောင်းမယ်မလဲဒီနေ့ဒီဆိုရဲချက်တောင်းမယ်ချက်တောင်းရင်ရောင်းမယ်လို့ရှင်နံပါတ်ကိုပေးလိုက်ပြင်ပလျာ2S တော့ဒီစင်ရောဒါရကျွန်တော်တို့ဒီမှာ regret ထောက်ပြီးတော့ဒီမှာကိုဒီ regret ထောက်ပြီးတော့ stock ပြန်အုပ်လိုက်ရတဲ့ရတယ်ပဲနော် regret ဟုတ် regret stock ပြန်အောင် okay stock ပြီးတော့ sorry stock ကမှားနေကျွန်တော်ပြောင်းဝင်မယ်ဒီ stock ကဒီမှာ outside ဖြစ်နေတယ်သူ့ကို inside ပြောင်းနေအောင်အစဒီမှာ outside နဲ့ inside ကဒီလိုဖြစ်နေအဲ့ဒါ outside ဒါ inside okay အစဒီမှာပါလာတဲ့ဥစားတလို့ဒါကောင်းပါပြီပြင်ပေါင်းပြီးရတော့ဘာရောက်ထဲအောင်ပေါင်းပြီးရတော့အမေအောင်ပဲထားလိုက်အဲ့ဒါစင်တာပုံလာလေးတစ်ပုံရောက်သွားပြီပုံဒါချိန်ရတော့15မိနစ်20လောက်ပြီးလာရတော့ဒါအလွယ်ဆုံးပုံတချို့ဒီထက်နည်းနည်းခက်တဲ့ပုံတွေရှိတော့ဒီထက်နည်းနည်းခက်တဲ့ပုံဆိုတော့ပေါ်နည်းနည်းတော့ကောင်းတချို့ဥစားတွေတချို့နေရာတွေစင်တော့ချိုးပွေးနေရာတွေကတော်တော်ကောင်းစားတော့โอเคဗီဒီယိုတော့ဒီလောက်ပဲပေါ့ကျွန်တော်အနမနာနေတော့ရင်ပြပြထားတယ်ဆိုတော့ပူဒူရှောရဲ့အားသာချက်ကိုကျွန်တော်တို့ခုနကြီးလေးမြင်ရတဲ့ပုံအားလလလေးဖြစ်လို့တော့ရင်တော့ဆိုကျွန်တော်တို့ဒီကိုဒီပူဒူရှောကိုတန်းကျမတောင်းတတဲ့ချိန်မှာကျွန်တော်တို့ခန်းညာကတွေပဲလိုက်ထည့်ထားတော့နောက်ပိုင်းတော့လေးလာရင်နိုင်ဒီလိုမျိုးမကတွေပါလိမ့်ရှိလုံးယူရတော့လုံးယူတော့ကျွန်တော်တို့ဒီတိုင်းပုံမလာလေးပြန်ရလာတော့ပုံပြကောင်းတော့โอเค video ဒီလောက်တော့ဘာမှမတွေ့ရ